Visa ခမလို့ပဲ Gemini Pro ထက်ပိုကောင်းတဲ့ Gemini Enterprise ကို free သုံးလို့ရမယ် secret နည်းလမ်းရှိပါတယ် Visa card ဘာကတ်ညာကတ်ဘာမှကိုမလိုတာဗျာ Gmail တစ်ခုရှိုံနဲ့တစ်လတိတိလုံးဝအခမဲ့သုံးလို့ရမှာပါကဲဒါဆိုအတူတူလိုက်လုပ်ကြည့်ရအောင် ပထမဆုံး Chrome ထဲကိုသွားပါမယ် search bar မှာ Gemini Enterprise လို့ရိုက်ထည့်လိုက်မယ်ဒီ link ထဲကိုဝင်အပေါ်တော့နည်းနည်းဆွဲတင်ကြီးဒီမှာတွေ့ပါပြီ start party day trial ဆိုတာလေးကိုနှိပ်မယ်ကိုယ့်ရဲ့ Gmail ထဲ continue နှိပ်ပြီးရင် agree and guest type ကိုနှိပ်ပေးလိုက်ပါခဏလေးစောင့်ပြီးရင်ရပါပြီပုံစံတွေကတော့သုံးနေကြ Gemini နဲ့စံတူပါတယ်ပုံတစ်ခုစမ်းထုတ်ကြည့်အောင်ကြည့်လိုက်ဗျာ quality က share ပဲအမိုက်ဆုံးကတော့ထောင်းနေမှာ water မှာလုံးဝမပါပါဘူးဗီဒီယိုပါထုတ်လို့ရတယ်မြန်မာစကားပြောဗီဒီယိုထုတ်ရင်လည်းနှခမ်းလောက်တာတွေကအစလုံးဝအမှန်ပါပဲတခုတော့ရှိပါတယ်သူက enterprise version မလို့ web page ပဲသုံးလို့ရပါမယ် browser ကနေဝင်သုံးပြီးပါအဆင်ပြေရင် comment မှာ okay လို့ရေးခဲ့ပြီနော် see you next video